就今天电视背景的讲压力，这可惜吧？新闻啥子讲压力吧？老弟新闻啥子讲的所以，讲这可为标准了别？他们如果台里面没得人里面的可记里面差不多，他们如些嘛的路要帮那呀叫东呀，路卡空里面比较低了，我卡空里面蓝毛嘛，但没卡的空的时候，他们路里抓到大把嘛好的，其实都可为。对嘛，就家里空哪有对喏，老是土山里嘛唔好，但咩把土山哪说，家里的路里讲龙啊，我追你们教育你们，白跟路你们当门你们都要有，我一边也是咯，我一边也是，我拿进你比该开你比，对但你嘞零穿你们，咁样面啊你们，都为他的为啥的嘞，手别单你们呀，这啥子？不老的说嘞说，路里啊，谁来么到，啥来么少。哪一帮များစွာရပ်ပေါင်းများစွာအဲ့လိုလူရောက်ပေါင်း200 300ဇက်တိုက်ကြီးကခုံနေလမ်းမှာပေါ်ထွက်ပြီးအကြောင်းရင်းမရှိအဲ့ဒါကြောင့်အဲ့ခေတ်ကတိတ်ပံပညာရှင်တွေဆရာဝန်တွေဒီဘုန်းကြီးတွေကတော့မှကောင်းစားရည်ဖြစ်တယ်သူတို့အယူဆနဲ့သူတို့ပေါ့နော်တချို့ကကျွန်တော်မြန်မာအယူဆဆိုတာတရေဝင်စည်းတာအောက်လန်းဘာညာတိတ်ပံပညာရှင်တွေကြောက်လဲဒါကဘာယောဂလဲဒါတိတ်ပြီးမတိုးတက်တဲ့ရောမအင်ပါယာခေတ်ဆိုတော့သူတို့တော့လဲဒါခေါင်းခဲစရာကိစ္စတခုဖြစ်ခဲ့ပေါ့ဒါကြောင့်ဒါကဘာကယောဂါလို့ခေါင်းစဉ်တက်လောက်တဲ့ဖြစ်စံတစ်ခုဖြစ်သွားတာဘာလို့လဲဆိုတော့ကျွန်တော်2လအတွင်းမှာလူပေါင်း400အထိသေသွားတာ my gosh bro 400ဆိုတာနည်းတဲ့ scale တော့မဟုတ်နော်အဲ့တော့ကျွန်တော်ဒီကိစ္စကိုပြန်ပြီးတော့စအောင်ဒီကိစ္စက dancing plate လို့ခေါ်တဲ့ယောဂါတစ်ခု English လို့သူ mention လုပ်ထားတယ်ပါ dancing plate လို့ခေါ်တဲ့ယောဂါတစ်ခုအတိအကျဆိုရင်1518ဇူလိုင်လမှာဖြစ်သွားတာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်Trustbowl ဆိုတဲ့မြို့လေးမှာဖြစ်သွားတဲ့ကိစ္စတခုပေါ့နော်ကျွန်တော်ပြင်သစ်နိုင်ငံ Trustbowl ဆိုတဲ့မြို့လေးအဲ့ခေတ်ကဒါရောမ Empire လက်အောက်မှာရှိတဲ့မြို့ငယ်လေးပေါ့နော်အဲ့မြို့လေးမှာဖြစ်သွားတာစဖြစ်တာကျွန်တော် Fraud Trover လို့ခေါ်တဲ့မိန်းမနေစဖြစ်တာအဲ့မိန်းမဗျာတရက်မှာသူကအဲ့နေပူနေရဲ့ရက်ကြီးပေါ့နော်ကျွန်တော်ဇူလိုင်လသူကကျွန်တော်ခုmention လုပ်ထားတဲ့အချိန်ပဲပေါ့ဇူလိုင်လဒီ1518ပြင်သစ်နိုင်ငံ Trustbowl ဆိုတဲ့မြို့လေးမှာ Fraud Trover ဆိုတဲ့မိန်းမအပြင်ထွက်ကြတာဘာအကြောင်းရင်းမှလည်းမရှိဘူးနေပူနေတဲ့အချိန်ဝုန်းတိုင်းဆိုပြီးထွက်ကြအဲ့အချိန်ဖြစ်ချင်တော့ကျွန်တော်တာမန်လူတွေလိုပဲပေါ့နော်ခင်ဗျားတို့ကျွန်တော်တို့လည်းဒီလိုပဲတွေးမှာသူဒါပျော်ရွှင်စရာကိစ္စတစ်ခုရှိလို့လားဟုတ်တယ်မလားသူတခုခု celebrate လုပ်တာလည်းဖြစ်နေပြန်ဒါမှမဟုတ်လဲစောက်ယူပါလို့လူတယောက်ပြအယူထားတာဘယ်လောက်ထိဟိုဖြစ်မှာမလို့လဲဘယ်လောက်ထိထူးဆန်းနေမှာလဲလူတွေကဒီလိုပဲတတ်မှတ်လိုက်တာပေါ့နော်အဲ့ရနေတနာရီ2နာရီ3နာရီ4နာရီဘာမှမစားမတော့ပဲနဲ့လဲကြွားလိုက်ပြန်ထလိုက်ခြေထောက်တွေကသွေးအလိမ့်လိမ့်နဲ့အိမ်တွေကလည်းစုပ်ပြတ်တတ်မစားမတော့ငိုကြွေးနေမယ်တောင်းပန်နေမယ်သူ့မျက်နှာကလည်းလုံးဝတုံကြီးပြီးတော့ကြောက်ရွံ့နေမယ်အဲ့လောက်ထိစိုးလာတာဗျအဲ့မိမအဲ့တော့လူတယောက်ဖြစ်တာကိစ္စတော့မရှိဘူးလေနော်ဘာစိုးလာလဲဘာဒီကက်ယောဂါရဲ့အကြောင်းရင်းဖြစ်လာလဲဆိုတော့အဲ့လူတယောက်ကနေနောက်ထပ်သူအဲ့လိုမျိုးဇက်တိုက်ကဘယ်သူမှလည်းတားမရစီးမရဖြစ်မှာပေါ့နော်အဲ့ဒီအချိန်မှာ2ရက်3ရက်လောက်ကြာလာတော့သူ့နောက်မှာလိုက်ကြတဲ့လူက follower နောက်ထပ်34ယောက်ထိဖြစ်လာခင်ဗျာစဉ်းစားကြည့်ဗျာနောက်ထပ်34ယောက်အဲ့လိုအယူတွေလိုမျိုးဗျာသိလားအယူလိုဇွန်ဘီလိုသွေးအတန်နေနဲ့အိမ်ပေါင်းမီတွေကလည်းစုပ်ပြတ်သက်လဲကြပြန်ထကရေမတော့အစားမစားမျက်နှာတွေကလည်းကြောက်ရွံ့တုံကြီးတယောက်ယောက်တောင်းမှန်ငိုကြွေးနေမယ်အဲ့လိုဖြစ်လာတဲ့အချိန်မှာသူတို့ဒီရွာကန်နေရှိမှာရွာထဲမှာလည်းဘုံကြီးပါအဲ့ခေတ်ကဘုံကြီးပါရှိမှာပေါ့နော်ဘုံတော်ကြီးပါဒါကြီးကသူတို့ကတတ်မှတ်တာဒါအောက်လန်းဒါမှမဟုတ်ဒီတရေဝင်ပူးတာပေါ့နော်ဒီနာနာဘာဝကိစ္စတွေပါလို့ထင်ကြတာဗျအဲ့ခေတ်ကဒီတိတ်ပြန်မြင်ရှင်တွေစေးဆရာဝန်တွေကလည်းတိတ်ပြီးမတိုးတက်တဲ့အချိန်ဆိုတော့သူတို့ကဘာကိုတတ်မှတ်ကြလဲဆိုရင်ဒါကြီးကပူအိုက်တဲ့အချိန်မှာဖြစ်တာ hot black တည်ရမလားသွေးပူလို့ဖြစ်တာဆိုပြီးတော့တတ်မှတ်ကြတာအဲ့တော့အဲ့တတ်မှတ်ချက်နဲ့အတူသူတို့ဘာကိုထပ်ပြီးတော့တတ်မှတ်လိုက်လဲဆိုရင်ဟာဒီကောင်လေးသွေးပူလို့ကတာပါကွာသွေးအေးဝါရင်တော့အဆင်ပြေသွားမှာပါအဲ့လိုထင်တာပေါ့တဖြည်းဖြည်းနဲ့လူရက်များလာနော်တရက်ထက်တရက်တပတ်ထက်တပတ်ပိုပြီးတော့များလာတဲ့အချိန်မှာသူတို့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ပေါ့အဲ့ဆုံးဖြတ်ချက်အမှားကြီးဗျဘာလို့လဲဆိုတော့သူတို့တွေးတာဒါ hot blood သွေးပူလို့ကကြတာသွေးအိမ်တော့အဆင်ပြေသွားမှာဘလို့မှလည်းတားမြစီမယ်ပြောလို့လည်းမရသွားပြီးတားလို့လည်းမရဘူးလဲကြဝိုင်းပြန်ထကအဲ့လိုအုပ်စုလိုက်လူပေါင်းကအယောက်90လောက်ထိဖြစ်နေပြီတပတ်ကြော်မှာ
အဲ့လိုဖြစ်နေတဲ့အချိန်မှာလူတွေကလည်းမစားမတော့အကုန်လုံးကလည်းငိုယိုပြီးတော့ဗျာခင်ဗျားစဉ်းစားကြည့်ဗျာငရဲမှာအဲ့လိုအော်နေတဲ့ပုံစံမျိုးလူအုပ်စုလိုက်ဆိုရင်အတန်တွေကဘယ်လိုဖြစ်နေမလဲဆိုတာခင်ဗျားစဉ်းစားလို့ရတယ်ရောမအင်ပါယာရဲ့လက်အောက်မှာဆိုတော့စေးဒီအထွေကြုံကလည်းအဲ့လောက်မရှိဘူးပေါ့နော်သူတို့ဆုံးဖြတ်ချက်လည်းချလိုက်တဲ့ဆုံးဖြတ်ချက်ကကြတော့ဒီလူတွေကသွေးအင်းရက်ဝမ်းမှာပါဆိုပြီးတော့ဆိုင်းနေဝိုင်းနေပို့ပြီးတော့ supporting ပေးလိုက်တာကွာမင်းတို့ဘယ်လောက်ထိကနိုင်လဲမင်းတို့ပြီးရင်တော့အချိန်တန်ရက်ဝမ်းမှာပါဆိုပြီးတော့နော်ဆိုင်းနေဝိုင်းမှာထပ်ထည့်ပေးလိုက်တာနောက်ကနေတူရီကပေါင်းစုံထပ်ထည့်ပေးလိုက်အဲ့မှာပိုဆိုးသွားပါဗျာလူတွေကက follower လည်းအများများလာအဲ့မှာတေးရထိကကြတည်ရမလားအမောတွေဆိုပူအိုက်ပြီးတော့အစားမစားရေးမတော့ခြေထောက်တွေပေါက်ပြဲဆုပ်ပြတ်တက်ခင်ဗျားတို့လဲကြပြီဆိုတော့သွေးလိမ့်နေတည်ရမလားအဲ့လိုကြီးကနေကြအဲ့မှာမဖြစ်တော့ဘူးဒါကြီးကစိုးရင်စရာအချိန်ကြီးဖြစ်လာတယ်အဲ့ကနေတပတ်နှစ်ပတ်ကနေဩဂုတ်လောက်ကျွန်တော်ဇူလိုင်ကနေဩဂုတ်လောက်ပြောက်သွားတဲ့အချိန်မှာတိတိကျကျပြောရင်ဒါတလကျော်ပေါ့ဗျာအဲ့တလကျော်အချိန်นี้မှာလူပေါင်း200ကျော်ထိဖြစ်လာတယ် Oh my gosh bro 200ကျော်ထိဖြစ်လာနော်အဲ့လိုဖြစ်လာတဲ့အချိန်မှာလုံးဝလည်းတားလို့လည်းမရဘူးစီးလို့လည်းမရတော့250 300တဖြည်းဖြည်းများလာ2လအတွင်းမှာဗျာလူပေါင်း400ကျော်စဉ်းစားကြည့်ဗျာအဲ့လောက်ထိဖြစ်လာတဲ့အချိန်မှာသူတို့ဒီဖုန်းတော်ကြီးကကျွန်တော်ဒီကနေလူတွေထဲမှာအချိန်ကြီးကောင်းတဲ့လူနည်းနည်းပပကိုဆွဲထုတ်ပြီးတော့ဖះเจ้าခေါ်သွားကျွန်တော်တောင်ပေါ်ဖះเจ้าနေပါခေါ်သွားစီတွေပါလူမွန်းမှန်ဘာညာတွေပါလို့ခြေထောက်တွေပါစီလူမွန်းမှန်မမ်းမှုတ်ဘာညာပေါ့ဗျာကျွန်တော်မြန်မာလူဆိုရင်တော့ဒါဖုတ်ထုတ်တယ်သေးထုတ်တယ်ပေါ့အဲ့လိုလှုပ်လိုက်တော့မှဒါကြီးကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတာချက်ချင်းရောဝုန်းတိုင်းဆိုပြီးပျောက်သွားတော့မဟုတ်ဘူးပေါ့နော်သူတို့လှုပ်ပြီးဒါတချို့လူရပြန်ကောင်းလာတယ်အသိစိတ်တွေပြန်ဝင်လာတယ်နော်သွေးတွေတန်တွေကနေရုံထွက်နိုင်တယ်ဘာညာပေါ့အဲ့လိုဒီဖြစ်သွားတယ်အဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ကိစ္စကနော်တော်တော်လေးကြောက်ဖို့ကောင်းတဲ့ကိစ္စတစ်ခုပေါ့နောက်ဆုံးစိတ်ဝင်စားစရာအပိုင်းတစ်ခုရောက်လာပြီဗျဒီကိစ္စကြီးက2လဇက်တိုက်ကြီးအဲ့လိုဖြစ်ခဲ့တာနော်ဘာကြောင့်မှလည်းမသိဘူးဘယ်သူမှလည်းအဖြေရှာလို့မရဘူးဒီကားတိုင်းပိုင်းမမ်းမို့သူတို့ဘာသာရေးရဆိုလဲကျွန်တော်တို့လိုမျိုးလွယ်လွယ်တတ်မှတ်လိုက်မှာမဟုတ်လေကျွန်တော်ဆိုရင်တော့ဒါအေးပေါ့နော်တော်တော်များများဒါပြောမယ်ကိစ္စစကားတစ်ခုကဒါဖုတ်ဝင်တာဘာညာပေါ့နော်တေးတွေပိုင်းဝင်စူးတာအဲ့လိုမျိုးပဲကျွန်တော်တတ်မှတ်လိုက်မယ်ဒီတိုင်းပဲပြီးသွားလောက်တယ်ဒါပေမဲ့သူတို့ကကြတော့နောက်ဆုံးဒီအဖြေမထွက်တဲ့ဘေးနီးတစ်ခုတော့ဖြစ်နိုင်ခြေများတဲ့အပိုင်းနှစ်ခုနဲ့နောက်ဆုံးသူတို့တတ်မှတ်လိုက်တယ်ပေါ့နော်ပထမတစ်ခုကကြတော့မှုစိတ်တင်တာလို့သူတို့တတ်မှတ်လိုက်တာalcohol poisoning လို့ခေါ်တယ်ဒီမှုစိတ်တင်တဲ့ယောဂါလို့တတ်မှတ်လိုက်တာမှုစိတ်တင်လို့ဗျာလူတွေကသူတို့စားတဲ့မှုတွေထဲမှာဒီအစိတ်တစ်မျိုးပါလာတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်အခုခေတ်လိုမျိုးဆိုရင်ကျွန်တော်တို့သိတဲ့ဒီ LSD လို့ခေါ်တဲ့စိတ်ကြွဆေးတစ်မျိုးကပါတဲ့ဓာတ်ပစ္စည်းနဲ့သွားပြီးတော့အလားတန်တူတာပေါ့ဗျာသူတို့အဲ့မှုတွေကိုအဲ့လူတွေကစားပြီးတဲ့အချိန်မှာဒီဝဝိုက်ဖြစ်လာတဲ့ကြွက်သားတွေကအတင်းတုံခါပြီးတော့သိရမှာဒီလုံးမတက်ကကြမယ်ဒီနပ်ကြောတွေကတကိုယ်လုံးရဲ့ဒီကြွက်သားတွေကိုတွားပြီးတော့ stimulate လုပ်တာပေါ့ဗျာသိရအဲ့အချိန်မှာလူတွေကကကြမယ်ခုံကြမယ်တေးတဲ့အထိကဖို့တော့ဖြစ်လာလို့ယူဆတယ်ဒါသူတို့ပထမဆုံးသတ်မှတ်တဲ့သတ်မှတ်ချက်တစ်ခုပေါ့နော်ဒုတိယသတ်မှတ်ချက်တစ်ခုကကြတော့ဂျွန်ဝေါ်လာဆိုတဲ့ဒီသမိုင်းပညာရှင်တယောက်ရှိရပေါ့နော်အဲ့လူကဒီ1918 Strasbourg အဲ့မြို့မှာပေါ့အဲ့ဖြစ်ခဲ့တဲ့ပြည်သစ်နိုင်ငံ Strasbourg မြို့လေးမှာဖြစ်ခဲ့တဲ့ဒီငတ်မွတ်ခေါင်းပါမှုတွေပေါ့လူတွေကငတ်မွတ်ခေါင်းပါလာတယ်အဲ့ဒီအချိန်မှာသူတို့အုံနောက်တွေကအလိုလျောက်အလုံးမလုပ်တော့သိရမလားသမင်းမစားလို့ယူလာရဲဆိုတဲ့ပုံစံမျိုးပူပါလဲပူလာတယ်အဲ့ဒီအချိန်မှာဒီလူတယောက်ကထွက်ကြတယ်အဲ့ဒီအချိန်မှာတခြားလူတွေကပါဒီစိတ်ယောဂါပေါ့နော်စိတ်လွတ်ပြီးတော့သူတို့ဘယ်လိုပြောမလဲလူတွေအကုန်လုံးကလည်းပုံစံတူတာမစားမတော့ငတ်မခေါင်းပါနေတဲ့အချိန်ဆိုအကုန်လုံးကလူတယောက်ကလည်းထွက်ပြီးတော့စိတ်လွတ်ပြီးတော့အကုန်လုံးစုစည်းပြီးတော့အဲ့လောက်ထိတေဖို့အထိကတဲ့ဖြစ်ရတဲ့ခုဖြစ်လာတယ်လို့ယူဆရပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဘေးနီးဆန်ဆန်ပြီးဆုံးသွားတဲ့ကိစ္စတခုတော့သူတို့ရဲ့အထင်မြင်ပေါ့နော်အဲ့တော့ကိစ္စတာပြီးသွားတယ်900ကျော်တယ်အဖြေကထွက်မလာဘူးကိုင်းနဲ့တေဆုံးသွားတာ Dancing Blake နော်2လအတွင်းမှာလူပေါင်း400ကျော်ဒီတေသွားတယ်တော်တော်လေးကြောက်ဖို့ကောင်းတယ်ပြည်သစ်နိုင်ငံ Strasbourg မြို့လေးမှာဖြစ်သွားတယ်ရောမ Empire ခက်ပေါ့နော်အဲ့တော့ကျွန်တော်လည်းဘာကြောင့်ဆိုတာမသိဘူးဒါကျွန်တော်အယူဆအရာဆိုရင်တော့ကျွန်တော်ဒီမမြင်ရတဲ့အရာတွေဆိုတာတကယ်ရှိတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းအများကြီးကြုံမှုတယ်အဲ့ဒါတွေကိုတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ထပ်ပြောပြခြင်းတယ်ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးတဲ့ကိစ္စတခုရှိရပေါ့အဲ့ဒါကျွန်တော်4တန်းကျောင်းသားကျွန်တော်9နှစ်သားပေါ့နော်
2008ဝန်းကျင်ဝန်းကျင်လောက်မှာတကယ်ဖြစ်ခဲ့တဲ့ကိစ္စတခုရှိတယ်အဲ့ဒါလည်းတစ်လကျော်လောက်ထိကျွန်တော်အိမ်မှာဖြစ်သွားတာအဲ့ဒါကြီးနဲ့ကျွန်တော် experience နဲ့ပေါ့နော်ဒါကိုပြန်ပြီးတော့ base လုပ်လိုက်မယ်ဆိုရင်တော့ဒါတရေဝင်ပူတာဗျရှင်းနေရပဲငါမခေါင်းပါတာပါရခဏထောင်လူတွေစိတ်လွတ်ပြီးတော့အဲ့လောက်ထိ follow လုပ်ပြီးကိုတေဖို့ကားလျာလောက်ထိအထီတော့ဖြစ်မယ်လို့တော့မထင်ဘူးပေါ့နော်ဒါတဲဝင်ပူတာပါညာအောက်လန်းတွေပိုင်းနဲ့ပတ်သက်တာနာနာဘာဝနဲ့ပတ်သက်တာမျိုးတော့ဖြစ်တယ်ထင်တာပဲအဲ့တော့အခုကြည့်နေရလို့ရတဲ့မှာဒီယောဂကတ်ဆိုးကြီးပေါ့900ကျော်ယောဂကတ်ဆိုးကြီးနာမည်ကြီးအခုချိန်ကြီးအပြေမထွက်တဲ့ဘေးနီးမထွက်တဲ့ကိစ္စတခုကဘာကြောင့်ဖြစ်ခဲ့ရလဲတကယ်ပဲမှုစိတ်တင်တာလားဒါမှမဟုတ်ငါ့မခေါင်းပါခြင်းကနေစတဲ့စိတ်ယောဂပဲလားဒါအချိန်ပုံနေတော့ဒါ comment လေးထဲမှာမှန်သွားပေးပါအောင်နော်။ဘာကြောင့်လို့ထင်လဲ။ဘာကြောင့်ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုလို့ထင်လဲ။ပြီးတော့ like and subscribe လုပ်ပေးပါအောင်။နောက်ဗီဒီယိုမှာထပ်တွေ့ကြပါ